သမီးတို့ရှေ့မောင်းတဲ့သရင်သုံးတော်မူနေသောဘုရားရှင်ရဲ့ပုံတော်ကိုမှန်းဆပြီးဂုဏ်တော်လေးဘုန်းကြီးရွတ်ဖတ်တဲ့ဆက်နေတဲ့အခါမှာတရားဓမ္မများကကာယကံကုသိုလ်မနောကံကုသိုလ်အာယုန်လေးယူထားပေးပါသံဗုဒ္ဓဇံဒီမာလောကိတတ္တမဆုံးဒတိတလောဓမ္မုဒိတိဓမ္မောဘေဒောဟောသံဃောလောကနာသေဝိတောသတ္တမဆုံးဒတိတလော84,000များမြောင်စာပွားသူတော်ကောင်းတရားတိဟုသောရောင်ကြီးဖြင့်အေးကြည်ချမ်းမြေ့စွာထသောသံဃောလောကနာသေဝိတောသံဃာတော်ပေါင်းတိဟုသောจิตတာယာဇောဝံယုံချမ်းရအပ်သည်လိမူပါပေထသောသံဗုဒ္ဓဇာတိမှာဘုရားတိဟုသောတိတကုစัจ जा စကဝနရံကြံတန်လဲချွေယုံစံငွေကြီးသည်ဓမ္မုပိတောအမောင်တကာတို့၏အချုပ်အလင်းတကာတို့၏အမောင်ဆိုယုံမိုင်မဲအဝိဇ္ဇာတိဟုသောအမောင်ငယ်ကြီးကိုပဏုတတံပဏုတတုတရားဒေသနာဉာဏ်ရောက်ဝါဖြင့်ကောင်းစွာထွန်းတော်လင်းရအောင်ပဲထုတ်တော်မူခဲ့ပါလေပြီတံဘဂဝန္တအမောင်ပဲခွင်အလင်းကိုဆောင်တော်မူခဲ့ပါသောမြတ်စွာဘုရားအားမေယမကံအမောင်ပဲခွင်အလင်းကိုဆောင်လိုကြကုန်သောသာတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောကာယဝစီမနောရှိလည်းရဲ့အိစလီညွတ်ကြောလက်စုံမိုးကာရှိခိုးဥညွတ်ကြပါတော်သည်မြတ်စွာဘုရားဧတေနသစ္စာဝိသေနဤသောနှုတ်တံဖော်ထုတ်ပြန်၍ဟုတ်မှန်သောဝစီသစ္စာပဏာမစကားကိုရွတ်ပတ်ပူဇော်ကြောကြရလေသောကြောင့်သံပိပိလူရရနှပြပြပြမမကျွင်းကပိဩသောလုံးစုံလေးဖြစ်ကုန်သောပါဏိတော်ဒီနေ့တရားဝဲကိုဆင်နွှဲကြကုန်သောတရားဓမ္မများနဲ့ဓမ္မဒါနကုသိုလ်ပိုင်ရှင်မိသားစုများနဲ့အာလုံးသောမြို့သူမြို့သားနယ်သူနယ်သားကပ္ပသူကပ္ပသားတို့သည်နိရောဂဇာယောဂခသိမ့်မှလည်းကင်းငြိမ်ကြပါစေ။ဉာဏ်မဉဏ်အချင်းချင်းပြစိတ်ကိုကောင်းမြတ်သောမျက်စိတို့ဖြင့်ကြည့်ကြကြကုန်လည်းရဲ့ဒုက္ခမင်္ဂလာဤကောင်းကျိုးသံဃာချမ်းသာတို့ဝရဏတို့တိုးပွားကြပါစေ။နိရောဂဇာယောဂခသိမ့်မှလည်းကင်းငြိမ်ကြပါစေ။နေဒုက္ခသာကာယိကဒုက္ခစရတိကဒုက္ခအပေါင်းမှလည်းကင်းဝေးကြပါစေ။နေဘယဇာ96ပြားဘေးယောဂတို့မှကင်းဝေးကြပါစေ။နေမင်္ဂနေသောကသမညုမမိန်တကိုစိန်လိန်တို့မို့စိုးရင်ချင်းကြောင်းကြခြင်းပေါင်းမှလည်းကင်းဝေးကြပါစေ။သဗ္ဗမင်္ဂလာဤလောကီလောကုတ္တရာကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝရံတိုးတိုးပွားကြပါစေ။သဗ္ဗဒုက္ခနံလုံးစုံသောလောကီချမ်းသာပြပါလောကုတ္တရာချမ်းသာပြပါတို့သည်ပဒံတုယေကိုပို့လွှတ်သောမေတ္တာတရှင်သောအာနုဘော်တော်တို့ကြောင့်ပွင့်သစ္စာပံသံသစ္စာလပါမလိုဘေးဘယတွေကလလုံးမို့ကြမ်းကြမ်းမာမာချမ်းချမ်းသာသာရှိနိုင်ကြပါစေကုန်သတည်းချမ်းသာသောအရိယပုဂ္ဂိုလ်ယူပြီးတော့တရားဟောကြတရားနာကြမယ်ဒီနေ့အဲဒီမျိုးတွေမှာသတင်းတော်မူရတဲ့ဆရာတော်ဘုရားများရဲ့မေတ္တာရိပ်တွေကိုခိုလုံးပြီးတော့ဘုန်းကြီးကံရင်မေတ္တာရိပ်ကိုခိုလုံးပရိသေဝမ်းသောပฏิပတ်တိဝမ်းသောရှင်မြတ်များရဲ့ဘုန်းကြီးကံရင်မေတ္တာရိပ်ကိုခိုလုံးကဖြင့်ဒီနေ့တရားဝဲကိုဆင်နွှဲရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့တရားဆိုတဲ့စကားကဘုန်းကြီးတို့တရားဓမ္မများရဲ့ဘဝကိုဆင်းရဲစေတတ်သလားချမ်းသာစေတတ်သလားချမ်းသာခြင်းစွမ်းအားဒီနေ့ဟောပေးမယ်တရားတော်မြတ်ကပါတယ်လေဒီချမ်းသာခြင်းရဲ့စွမ်းအားနော်ဇာလုံးကနှစ်ပိုက်ပါတယ်နော်နံပါတ်1ချမ်းသာခြင်းနံပါတ်2ကစွမ်းအားအဲဒီတော့ချမ်းသာခြင်းကိုပါဠိလိုဒုက္ခဝတ္တတိချမ်းသာခြင်းတရားတွေအမြဲတမ်းတိုးပွားဖို့လိုတယ်
ချမ်းသာစေတတ်တဲ့ကုသိုလ်အာယုန်တွေအမြဲတမ်းတိုးပွားနေဖို့လိုတယ်ဟုတ်တယ်လားဒီတော့ချမ်းသာခြင်းတရားတွေတိုးပွားဖို့လိုတယ်လို့ဆိုလိုက်ကြတဲ့ကိုကဘာတွေမတိုးပွားဖို့တော့လိုအပ်ပါလို့ဆင်းရဲခြင်းတရားတွေမတိုးပွားဖို့ပြောင်းပြန်လိုက်ဟုတ်တယ်လားဘုန်းကြီးတို့မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတရားတော်ဟာလူမျိုးရေးရှိသလားပုဂ္ဂိုလ်ရေးရှိသလားမရှိဘူးနော်ဘယ်ဘာသာဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ဒီတရားတော်အတိုင်းလိုက်နာကျင့်သုံးသောပုဂ္ဂိုလ်တိုင်းဟာဆင်းရဲမှလားချမ်းသာမှလားငြိမ်းချမ်းရေးတရားပေါ့တို့မြတ်စွာဘုရားရှင်ဆုံးမတရားတော်သည်ဗာတရားပါလေကမ္ဘာလောကကြီးပူလောင်နေကြတာဘယ်တော့အဆုံးမှမရှိလို့တဏ္ဍာနဲ့တဏ္ဍာစက်တည်ဖြစ်နေကြတယ်ပြဿနာတွေဖြစ်နေကြတယ်ရန်ရှာနေကြတယ်တဦးနဲ့တူမတက်ဖြစ်နေကြတယ်တရွာနဲ့တရွာမတက်တမိသားနဲ့တမိသားမဲ့တမျိုးနဲ့တမျိုးတမတက်တဏ္ဍာနဲ့တဏ္ဍာမတက်ဖြစ်နေကြခြင်းသည်ဘာမရှိလို့ဗုဒ္ဓရှင်တော်မြတ်ဘုရားရှင်ဆုံးမအပ်တော်တရားတော်တို့ကိုမလိုက်နာမကျင့်သုံးလို့ဟုတ်လားဗုဒ္ဓရှင်တော်မြတ်ဘုရားဟောပေါ်ညွန်ပြအပ်တော်တရားတော်ဓာတ်တို့ကိုမကျင့်မကြမှာမထုတ်သမျှကာလပတ်လုံးအလုံးလောကကြီးပါဖြစ်နေလိမ့်မယ်ဆင်းရဲနေကြလိမ့်မယ်ပူလောင်နေကြလိမ့်မယ်မြဲတမ်းပင်ပန်းနုံးနေကြလိမ့်မယ်ဒါကြောင့်မို့လို့ဒီနေ့တရားဆိုဒီတရားတွေငြိမ်းချမ်းတဲ့တရားတွေများများဟောပေးရမယ်ငြိမ်းချမ်းတဲ့တရားတွေများများကျင့်ပေးရမယ်နာယုံနဲ့တော့မပြီးသေးဘူးနော်ဘာလို့ယူရမလဲကျင့်ယူရမယ်ဘုရားကဝိဇ္ဇာစရဏသံပန္နောဒုက္ခဝတ္တိဝိဇ္ဇာစရဏသံပန္နောသိပြီးတော့သစ္စာတရားတော်မြတ်ကိုသိရှိနားလည်ပြီးတော့လက်တွေကိုယ်တိုင်ကိုယ်ကြကျင့်ကြံပွားများအားထုတ်သည်ရှိသောဒုက္ခဝတ္တိချမ်းသာခြင်းတရားတွေတိုးပွားလာလိမ့်မယ်ဟုတ်လားချမ်းသာခြင်းတရားတွေတိုးပွားလာတဲ့ငြိမ်းချမ်းရေးတရားတွေတိုးပွားလာတဲ့ဆိုတာနံပါတ်1သိအောင်လေ့လာရမယ်တဲ့သိဖို့တရားတွေနာရမယ်ပေါ့သိဖို့ဘာလုပ်ရမယ်တရားတော်မြတ်ကိုနာယူရမယ်အဲ့ဒီတရားတော်မြတ်ကိုနာယူတဲ့အတိုင်းစရဏဆိုတဲ့ဘာလို့ရမယ်လက်တွေကျင့်ရပါမယ်ဘာလို့ရမယ်ဩတီလဲတီကျင့်လဲကျင့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာချမ်းသာမှလားဆင်းရဲမှလားဒါကြောင့်ရှေးတုန်းကသူတော်ကောင်းတွေဟာဘုရားရှင်ရဲ့အဆုံးအမကိုမရအရာနာယူဖြစ်ကြနော်ဘုခုံရတဲ့နှစ်ပေါင်း2500ကျော်လောက်ကဆိုရင်မြတ်စွာဘုရားတရင်သုံးတော်မူတဲ့ကျောင်းတိုင်းတော်မှာယန္တာမထေရမြတ်ဒီတရင်သုံးတော်မှာကျောင်းတိုင်းတော်ကိုသွားရောက်ပြီးတော့တနေ့ကိုမှနေ့လယ်ပိုင်းမှာတော့မဟာမလညနေပိုင်းရောက်ပြီဆိုမှဖြင့်မရမနေမသွားမဖြစ်ဘာလို့သွားကြပါလိတရားနာသွားကြတယ်နော်အဲ့ဒီတရားနာတဲ့အခါလည်းပဲသုတ္တတော်ကောင်းများကျင့်နာရမယ်နော်ဘာနာရမယ်ကျင့်နာရမယ်နာကျင့်ရမယ်တရားတော်အတန်တပေါ်မှာဉာဏ်ကလေးနဲ့ကပ်ပြီးတော့စိုက်ပြီးတော့နားထောင်ရမယ်ခန္ဓာနဲ့တွဲပြီးတော့နားထောင်ရမယ်ဟုတ်လားဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲခန္ဓာကိုထောက်ပြီးတော့ဟောဖို့လိုတယ်သူတစ်ပါးအကြောင်းကိုပြောရတာဖြင့်ကိုယ့်အကြောင်းကိုများများပြောဖို့အရေးကြီးတယ်ဟုတ်တယ်လားသူတစ်ပါးအကြောင်းပြောရင်မှားတတ်တယ်ကိုယ့်အကြောင်းပြောရင်အမှားမရှိဘူးသူမြတ်စွာဘုရားရှင်ကဘာကိုထောက်ပြီးတော့ဟောတယ်ဒီခန္ဓာကိုဉာဏ်ထောက်ပြီးဟောတာနော်
ခန္ဓာကိုထောက်ပြီးတော့ဟောလိုက်သည်ရှိတော့နာယူတဲ့ပုဂ္ဂိုလ်တွေကလည်းဘာကိုနာယူတဲ့ခန္ဓာထောက်ပြီးတော့နားထောင်တယ်ပြန်ပြောပါဦးဘုရားရှင်ကဘာကိုကြည့်ပြီးတော့ဟောတယ်ဒီခန္ဓာကိုဉာဏ်နဲ့ရှုပ်ပြီးတော့ခန္ဓာ၅ပါးဤထင်ရှားမှုလေးတွေကိုယုတ်ကပဲထင်ရှားဝေဒနာပဲထင်ရှားတင်ညာသင်္ခါရဝိညာဉ်ထင်ရှားခန္ဓာ၅ပါးကပေါ်လာတဲ့အာယုန်တက်ကလေးကိုဘုရားကထောက်ပြီးတော့မပြောဘူးလားခန္ဓာကိုဉာဏ်လေးနဲ့ထောက်ပြီးတော့ပြတဲ့ခါမှာတရားနာနေကြတဲ့ယဟန်ပရိသတ်ဘိက္ခုနီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကလည်းပဲဘာကိုကြည်ပြီးတော့နားထောင်ပါလိမ့်အရှိနဲ့အသိနဲ့ကြိုက်အောင်နားထောင်ရတယ်ဟုတ်လားဘုရားရှင်မိန့်တော်မူသောအသိဉာဏ်ကလက်ကလေးကိုခန္ဓာအရှိနဲ့တွဲပြီးတော့မလုပ်ရနာကျင့်တာပေါ့ဘာကျင့်လဲသူတော်ကောင်းတွေပြန်ပြောပါအောင်ဘာကျင့်လဲဩနာလေကျင့်လေကျင့်နာပြီးတော့ကျင့်နေတာခန္ဓာကိုထောက်ပြီးတော့ကျင့်နေတာဒီနေ့မိုးမိတ်ကတက္ကမကြီးတယောက်လာပြီး၆ပါလေဘုန်းကြီးရဲ့တရားတော်မြတ်ကိုနာယူမှတ်သားရလို့တပည့်တော်စိတ်ထဲမှာဗျာနာရေးနဲ့ပီတိတွေဖြစ်ပြီးတော့စိတ်ထဲမှာဘုံဘုံတို့ဖူးကျင်တဲ့စိတ်တွေတဖွာဖွာပေါ်လာခဲ့တယ်ဒီတရားတွေကိုအနိကတရားနာကျင့်ချင်တယ်စိတ်တွေပြင်းထန်လာခဲ့တယ်အဲ့ဒါကြောင့်ဘလော့ဝေးဝေးတပည့်တော်လာခဲ့ပါတယ်ဗျာတက္ကကြီးဦးသိန်းထီးရဲ့ယေရှုပေါ့ဘယ်လိုရန်တက္ကကြီးဦးသိန်းထီးရဲ့စုစီမံခြင်းတော့တရားပို့900ကျော်930သွန်အားလေးတွေကိုနာခွင့်ရတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာထဲမှာပဲသွားပဲလားအဖော်လေးဖြစ်ပြီးတော့ဘာကလေးနဲ့အဖော်ဖြစ်နေတယ်ဘုန်းကြီးပြောဘူးတယ်နော်ဘာအဖော်အမြဲပြောအေးတရားအဖော်အမြဲပြောတရားကိုအဖော်ရှိနေတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဘသူနဲ့နေရဘယ်လိုပဲသွားဘာပဲလုပ်နေရစိတ်ထဲမှာမပျော်ရွှင်နေဘူးလားဘာဓာတ်တွေနည်းနေလို့လောဘဓာတ်ဒေါသဓာတ်မောဟဓာတ်အကုသိုလ်အပူဓာတ်အလောင်ဓာတ်တွေပါလာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာစိတ်ဒီချမ်းသာမှလားဆင်းရဲမှလားချမ်းသာတယ်နော်ဘာအာယုံလေးနဲ့ပေါင်းနေရလို့အားလုံးခြုံပြောရင်ကုသိုလ်အာယုံပေါ့ဘာအာယုံတဲ့လဲကုသိုလ်အာယုန်တို့ဖြင့်ပေါင်းစည်းခွင့်ရနေတဲ့ပုဂ္ဂိုလ်ကုသိုလ်အာယုန်တို့ဖြင့်နှလုံးသားမှာအဖော်ဖြစ်နေတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာယဟန်ဖြစ်လူဖြစ်ချမ်းသာနေမှာလားဆင်းရဲနေမှာလားအဲ့ဒီချမ်းသာစီတက်တဲ့တတ္တိလေးကသူတစ်ပါးကပေးမှရမှာလားကိုကျင့်ယူမှရမှာလားကိုယ်တိုင်ကျင့်မှကိုယ်ပိုင်ရကိုယ်တိုင်ကျင့်မှဟုတ်ပြီဒီတော့မြတ်စွာဘုရားရှင်ကနံပါတ်1ငြိမ်းချမ်းရေးတရားဟုတ်တယ်လားချမ်းသာခြင်းစွမ်းအားဆိုတဲ့နေရာမှာနံပါတ်1ချမ်းသာခြင်းအာယုန်ဒီအမြဲတမ်းတိုးပွားစေဖို့အတွက်နံပါတ်1ဘာလို့ရမယ်တရားနာပါဘုရားကပြောပြတယ်အာသဝနတဓမ္မတပရိဟာယန္တိတဲ့အသဝနတတရားတော်မြတ်တို့ကိုကြားခွင့်မရသောကြောင့်ဓမ္မတတရားသိမှပရိဟာယန္တိဆိုရုပ်လာတယ်တရားအတန်လေးကိုကြားခွင့်မရတဲ့ပုဂ္ဂိုလ်သဏ္ဍာန်ထဲမှာကုသိုလ်စိတ်တွေဆုပ်ယုပ်နေတယ်တဲ့ဟုတ်တယ်လားတရားအတန်ကိုကြားခွင့်မရတဲ့ပုဂ္ဂိုလ်သဏ္ဍာန်မှာဘာစိတ်တွေဆုပ်ယုပ်နေတယ်ကုသိုလ်စိတ်တွေဆုပ်ယုပ်နေတဲ့တရားတရားတွေဆုပ်ယုပ်နေတယ်ဟုတ်လားတရားတတ်တဲ့ဆိုလာတဲ့ဝရိယတတ်တဲ့ဆိုလာတဲ့ပညာတတ်တဲ့ဆိုလာတဲ့အဲ့ဒီတရားဝရိယသတိသမားတွေပညာတတ်တဲ့ဆိုလာခဲ့အချင်းသည်ဘာအာယုန်နဲ့တွေးထီးခွင့်မရလို့တရားအာယုန်အဲ့တော့ဘုရားရှင်အဆုံးအမတရားတော်ဟာတလုံးလေးကြားလိုက်ရရင်တလုံးဒီကျေးဇူးမရှိဘူးလားရှိပါရဲ့ဗျာဩမြတ်စွာဘုရားရှင်ဒီလိုဟောခဲ့တာကို
တန်ဃာတော်ရှင်မြတ်တွေဟောတာဘသူဆုံးမကိုယူဟောတာဘုန်းကြီးတို့ကအတ္တနောမတိဉာဏ်နဲ့ယန်းတုတ်မှန်းလို့ဟောလို့မဖြစ်ဘူးဟုတ်တယ်လားယန်းဟောရင်ဘုရားရှင်ပုက္ခတ္တာရောက်တယ်ခါတော့ကယန်းတော်တစ်ပါးမြတ်စွာဘုရားကိုလာပြီးလျှောက်ထားပါသူကဒီဆွမ်းခံသွားတော့နေကနည်းနည်းစောနေတော့ဒိဋ္ဌိပရပိုက်ကျောင်းခဏလေးဝင်ခတ္တခဏဝင်တော့ဒိဋ္ဌိပရပိုက်တွေကဘုရားရှင်သာဝကတွေတွေ့ပြီဆိုရင်ရှင်းရှင်းမဲ့ရှူးရှူးမိကြတယ်အတန်သူတို့ရိတ်သူတို့နေရာတွေမှာဆူညံကြတာကိုဒိဋ္ဌိကျောင်းသမားစကားတွေဆူညံနေတဲ့အခါဟောဘုရားရှင်သာဝကများလာရဲ့ရှင်းရှင်းအတင်းကိုတိတ်ခိုင်းတယ်ဂေါရမဘုရားတပည့်တွေလာတယ်တိတ်ဆိတ်ကြဂေါရမသာဝကတွေကသိစိတ်ငြိမ်ခြင်းစိတ်ငြိမ်ခြင်းကိုအလိုရှိတယ်ညင်တဲ့ကြအကုန်ငြိမ်နေကြအဲ့တော့အရှင်မြတ်ကအရှင်လက္ခဏာကြွသွားတဲ့အခါမှာဒိဋ္ဌိပရပိုက်တိကဘာပြောလဲဆိုတော့အရှင်လက္ခဏာမထေရဘုရားအရှင်ဘုရားတို့ဗုဒ္ဓဂေါရမကဘယ်လိုတရားတွေကိုဟောတော်မူပါတယ်လဲဘုရားအဲ့ဒီတရားတော်ဟာမြည်သည့်လူမျိုးအတွက်အကျိုးရှိပါတယ်လေဘုရားအဲ့ဒါလို့မေးတဲ့အခါမှာအရှင်မြတ်ကအေးလားဒိဋ္ဌိပရပိုက်တို့ဘုရားရှင်ရဲ့အဆုံးအမတရားဟာဘာဖြစ်စီတတ်တယ်ချမ်းသာစေတတ်တယ်ချမ်းသာခြင်းတရားဖြစ်တယ်ဟုတ်တယ်လားလူတိုင်းရဲ့စိတ်နှလုံးကိုငြိမ်းအေးချမ်းသာစေတတ်တယ်အဲ့ဒီတရားဟာဘယ်လူမျိုးအတွက်ရမှာမညွှန်းပါပဲနဲ့ကျင့်သုံးလိုက်နာကျင့်သုံးသောပုဂ္ဂိုလ်များအတွက်ဘာဖြစ်တဲ့စွမ်းအားတွေဖြစ်တန်ပါတယ်ညီသောဓမ္မစွမ်းအားလေးတွေအမြဲတမ်းခံစားရပါတယ်ခံစားလို့တဲ့ပုဂ္ဂိုလ်တိုင်းဟာဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာဖြစ်ကြတယ်လိုက်နာကျင့်ကြံပွားများအားထုတ်ခြင်းကြောင့်မဖြစ်ကုန်ကြပါလိအားလုံးချမ်းသာခြင်းကိုလက်ငင်းခံစားနိုင်ကြတယ်အိလာဒိဋ္ဌိပါရပိုက်တို့ဘုရားရှင်ရဲ့အဆုံးအမတရားတော်ဟာဗဇက်ပြားမှာလမ်းဆုံးရတဲ့အလုပ်မဟုတ်ပါပဲနဲ့ကိုယ်တိုင်ကိုယ်ကြကျင့်ကြံပွားများအားထုတ်မှသိရတဲ့အသိပါဘာသိတဲ့လဲအဲ့ဒီတော့အရှင်မြတ်ကပြန်ပြောတယ်ငါရှင်ပရပိုက်တို့ဗုဒ္ဓရှင်တော်မြတ်ဘုရားဟောပေါ်ညွန်ပြအပ်သောတရားတော်မြတ်အတိုင်းလိုက်နာခြင်းသုံးသောပုဂ္ဂိုလ်တိုင်းသည်အာသောတရားတွေကုန်ခန်းတယ်ဘာတွေကုန်ခန်းပါလိအာသောတရားတွေကုန်ခန်းလို့ငြိမ်းချမ်းလာစွာသောတရားသီးတို့ဉာဏ်တို့ကိုခံစားရပါတယ်ဗုဒ္ဓရှင်တော်မြတ်ဘုရားဆုံးမသောတရားတော်မြတ်အတိုင်းမလိုက်မလားမကျင့်မကြမာမတုတ်တဲ့ပုဂ္ဂိုလ်သည်အာသောတရားတော်ကုန်ခန်းသောမဘုနိဗ္ဗာန်နှင့်အလွန်တရားဝေးကွာပြီးတော့အာသောတရားတို့ရဲ့မြင့်မတ်ပြတ်လည်းပတ်ခြင်းခံစားရလိမ့်မယ်ဒိဋ္ဌိပရပိုက်တို့ဗုဒ္ဓဘုရားရှင်ဟောပေါ်ညွန်ပြသောတရားတော်အတိုင်းလိုက်နာကျင့်သုံးသောတရားတော်သည်မေခင်7ပါးရှိတယ်မေခင်ဘယ်နှပါးရှိပါလိမ့်ငြိမ်းချမ်းရေးတရားချမ်းသာစေတတ်သောတရားတော်သည်မေခင်7ပါးရှိတယ်အဲ့ဒီမေခင်7ပါးခြင်းတရားတိုင်းလိုက်နာခြင်းသုံးသောပုဂ္ဂိုလ်တိုင်းသည်သီလမေခင်ကိုစောင့်ထင်းခြင်းကြောင့်ဒေါသတွေငြိမ့်တယ်ဟုတ်တယ်လားသီလတရားကိုစောင့်ချောက်တဲ့ပုဂ္ဂိုလ်သီလတရားတွေခိုင်မြဲတဲ့ပုဂ္ဂိုလ်သဏ္ဍာန်မှာဘာနဲလာလဲဒေါသအာဃာတတွေဆုတ်ယုတ်ကုန်တယ်သီလအဒေါသဟိတုဟုတ်တယ်လားသီလ၅ပါးသီလစသည်များပြားသီလတရားတွေကို
မကြိုးမပေါင်းမပြောက်မကြအောင်စိတ်ကြောင်းစောင့်ချောက်ထားတဲ့ပုဂ္ဂိုလ်တွေစောင့်ထင်းထားတဲ့ပုဂ္ဂိုလ်တွေကျင့်သုံးထားတဲ့ပုဂ္ဂိုလ်သည်အဒေါသောတဲ့သောတာတရားတွေကင်းငြိမ်ပြီးတော့အမြဲတမ်းမေတ္တာနဲ့နေနိုင်တယ်တူနဲ့တူမေတ္တာတရားသာထားလေးရှိတယ်တဲ့။ဘာရှိတဲ့ပုဂ္ဂိုလ်သီလဟုတ်တယ်လားသီလတရားတွေမြဲမြံတဲ့ပုဂ္ဂိုလ်သီလတရားတွေ၅ပါးပြည့်စုံလီခါဝတ်ပစုကဲ့သို့မြဲမြံနေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဘာဒီအမြဲတမ်းဆုပ်ယုပ်နေတယ်ဒေါသကြီးတယ်ဆိုတာဘာမရှိလို့သီလအားနည်းတဲ့ပုဂ္ဂိုလ်ဟာဒေါသကြီးတယ်ကာယကံကိုမထိမ့်သိမ့်ဝစီကံကိုမဆောင်ချောက်လို့ဟုတ်တယ်လားကာယကံနဲ့ဝစီကံနှစ်ပါးကိုမထိမ့်သိမ့်မဆောင်ချောက်တဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဘာဒီအမြဲတမ်းထကြွတောင်းကျမ်းနေလိမ့်မယ်ဩဒေါသအာကာဒဒီများနေတယ်ဆိုတာဟာဘာမရှိလို့သို့တဲ့တတ်ရှင်နေတာသီလမရှိတဲ့ပုဂ္ဂိုလ်သို့စားခိုးခြင်းနေတာဟာသီလမရှိလို့သူတစ်ပါးသားမယားသားလေးနဲ့ပြမလို့တဲ့ပုဂ္ဂိုလ်သည်ဟောလင်းလဲလက်ပတ်တဲ့စကားတွေပြောဆိုနေတာသည်ဘိမ့်ဘဲကသောလောဇာအရဲ့ရင်မျိုး၅ပါးကိုတောက်သုံးနေတဲ့ပုဂ္ဂိုလ်သည်ဒါတို့သူ့တဲ့လည်းမတတ်သူ့စားလည်းမဖို့သူတစ်ပါးသားမယားသားနဲ့မပြတ်မမုဒ္ဒတွေမသုံးဘိမ့်ဘဲကသောလောဇာအရဲ့တွေမတောက်သုံးမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်တဏ္ဍာဘာတွေပြည့်စုံနေတယ်သီလရှိတဲ့ပုဂ္ဂိုလ်တန်ထဲမှာမကောင်းမှုအကုသိုလ်ကာယကံတွေတောင်းကြပါမလားကာယကံဒုစရိုက်တွေကိုမကျွလွန်ဟုတ်တယ်လားဝစီကံဒုစရလောကံတွေကိုမပြောဆိုတော့ပါပဲနဲ့ကာယကံဒုစရိုက်တွေဖြစ်လာတယ်ကိုယ်အမူအရာလေးတွေကကောင်းတဲ့ကိုယ်အမူအရာလေးဖြစ်လာတယ်နှုတ်အမူအရာလေးတွေကကောင်းတဲ့နှုတ်အမူအရာလေးတွေဖြစ်လာတယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဖြစ်တဲ့ဝစီကံ၄ပါးတို့ပဲပြည့်စုံလာတာသည်သီလရှိလာလို့ဝစီလေးပြာရှောင်ကျင်တာသမ္မာဝါစာမဲ့ဟုတ်တယ်လားဘုရားဝါဒပိသုနာဝါစာဗုဒ္ဓဝါစာသမ္ပပလဘဝါစာဤသောဝစီကံ၄ပါးလုံခြုံနေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဟောသမ္မာဝါစာဤသောသီလမဲ့ခင်လုံခြုံပါသည်ဟုတ်လားအဲ့ဒီဝစီကံ၄ပါးလုံခြုံနေတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဖြစ်နေတယ်နားလည်ပြီနော်ကာယကံ၃ပါးလည်းလုံခြုံနေမယ်သို့တဲ့မတ္တသုစာမကိုသူတော်သားများနဲ့မပြတ်မဘူးဆိုရင်အဲ့ဒီကာမီတို့မိစ္ဆာစာရာဆိုတဲ့ကံထဲမှာကသူရာမေရယအကျွမ်းဝင်နေတယ်ဟုတ်တယ်လားကာယကံ၃ပါးဝစီကံ၄ပါးမနောကံ၃ပါးဒုစရိုက်စရာ10ပါးထဲမှာအရှင်ဘုရားတချို့ကကတိကတ်တယ်လာပြောတယ်ဒုစရိုက်တရား10ပါးထဲမှာအရက်တောက်တာမပါဘူးဘုရားနော်တဲ့ဟုတ်လားကတိကတ်တယ်တပည့်ဖဲရိုက်တာရှဲထိုးတာမပါဘူးဘုရားနော်ဩတို့ကတိကတ်တဲ့ပုဂ္ဂိုလ်တွေရှိတာကိုဘုန်းကြီးပြောရတယ်ဘုရားရှင်ဒုစရိုက်10ပါးထဲမှာကာမီတို့မိစ္ဆာစာရထဲမှာဖဲရိုက်ထားပါတယ်ရှဲထိုးတာပါတယ်အရက်တောက်ထားပါတယ်ဘိမ့်ဘက်ကတော့လှောစာအရဲ့ရင်မျိုး၅ပါးသည်ကာမီတို့မိစ္ဆာစာရကံထဲမှာအကျွမ်းဝင်နေလို့အကျယ်ရှဲ့ပြီးတော့ဒီနေရာမှာမထက်ထားဘူးဟုတ်လားတရားဓမ္မတို့ဒါဆိုရင်မြည်သည့်ပုဂ္ဂိုလ်မျိုးဆိုအမျိုးသားဖြစ်စီမျိုးသမီးဖြစ်စီပေါ့လေကာယကံလည်းလုံခြုံနေမယ်ဝစီကံလည်းလုံခြုံနေမယ်ဆိုရင်ဘာတွေမရှိဒေါသဘုန်းကြီးတို့ရဲ့တဏ္ဍာတရားဓမ္မရဲ့တဏ္ဍာမှာဒေါသတရားတွေနည်းနေတယ်။အော်ဒီပုဂ္ဂိုလ်ဒေါသမရှိလိုက်တာနော်ဒေါသညှဲလိုက်တာနော်ဆိုတာဘာတွေရှိလို့ဒီပုဂ္ဂိုလ်သီလဝန္တဖြစ်နေတယ်ဟုတ်တယ်လားဘာဖြစ်လို့သီလတရားတွေရှိနေသလဲလို့မိဘသူဆုံးမနဲ့နေလို့ဒီလိုသိပါစီတရားဓမ္မတို့အကျိုးတစ်ခုဖြစ်ပေါ်လာခြင်းဒီအကြောင်းရှိလို့နော်အကြောင်းကောင်းလို့အကျိုးကောင်းတာနော်အကြောင်းမကောင်းရင်ဒါဆိုအကျိုးကောင်းလို့တဲ့ပုဂ္ဂိုလ်မန္တန်များတို့ဒီအကြောင်းပါဖြစ်ရမယ်မကောင်းတဲ့အကြောင်းတွေကိုပယ်ထားသောပုဂ္ဂိုလ်သည်ကောင်းကျိုးတွေဖြစ်တော့မှာပေါ့ကောင်းကြောင်းတွေကိုကြိုးစားတဲ့ပုဂ္ဂိုလ်တန်နဲ့မှာကောင်းကျိုးတွေဖြစ်တော့မှာပေါ့
မကောင်းကြောင်းတွေကိုဖြည့်ထားတဲ့ပုဂ္ဂိုလ်မှာမကောင်းကျိုးတွေခံစားရမှာပေါ့။အဲကြောင့်လဲဆိုရင်ဘုန်းကြီးတို့အားလို့ကိုယ့်ရဲ့မိဘညီကိုမောင်နှမမိသားစုလို့ဘုန်းကြီးတို့နှလုံးသားထဲမှာထည့်ထားပါတယ်။ဒီတရားဓမ္မတွေပေါ်မှာဘုန်းကြီးတဲ့စိတ်ထဲမှာဒီလိုလာပြီးတရားပြတာတယ်လို့ဆိုတာဘာရည်ရွယ်ခြင်းဖြင့်တရားလာပြတယ်ဆိုတာတရားဓမ္မနားလည်ပါစီ။တရားဓမ္မဒီတဏ္ဍာမှာမရောက်ခင်တော့ပဲဩဒီတရားတွေနားနိုင်ကြပါစီ။နာတဲ့အတိုင်းလေးပဲနားလည်နိုင်ပါစီနားလည်တဲ့အတိုင်းလေးပဲအတိတုဉာဏ်တို့တွေကိုပေါ်လွင်ပြီးကျင့်သုံးနိုင်ပါစီဘုန်းကြီးရဲ့မေတ္တာဒါပဲရှိဘုန်းကြီးနဲ့တွေ့ရှိတဲ့ပုဂ္ဂိုလ်ဒီဘုန်းကြီးတို့ရဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာငြိမ်းချမ်းသောဓမ္မတတ္တိဖြစ်ပါစီအပေတကားပိတ်တဲ့အတိတုဉာဏ်တို့လေးတွေပေါ်လွင်ပါစီဘုန်းကြီးမေတ္တာဒါပဲရှိပါလားဘာကြောင့်လဲဆိုရင်ဘုန်းကြီးတို့တရားဓမ္မတို့ရဲ့သံဃာခရီးသည်တွေမို့လားခရီးသည်တွေနော်ခရီးသွားတဲ့ပုဂ္ဂိုလ်ကတူးနဲ့တူဘာလို့ပေးရမလဲစောင့်ချောက်ပေးရမယ်ကုသိုလ်စိတ်လေးတွေကိုမျှဝေခံစားရမယ်ဘုန်းကြီးတို့ကရှေ့ကရောက်နေတယ်တရားဓမ္မတွေရှေ့ကိုလောင်းရောက်နိုင်အောင်ခေါ်ပေးနေရမယ်ဟုတ်တယ်လားကိုသိတဲ့အသည့်လေးတွေကိုမျှဝေခံစားလို့တဲ့ဆန္ဒဒီဘုန်းကြီးများရဲ့ဆန္ဒမှာရှိတယ်သိတယ်လို့သိစေခြင်းနဲ့မြင်တယ်လို့မြင်စေခြင်းနဲ့ဒီဓမ္မအတိလေးတွေတရားဓမ္မမြတ်တဏ္ဍာထဲမှာရှိသွားရင်ဘယ်လောက်ကောင်းမလဲဒီဉာဏ်ဆွမ်းအားလေးတွေနှလုံးအိမ်ထဲမှာစိမ့်သွားမယ်ဆိုရင်တတန်တရားလို့ဘယ်ကိုမရောက်တော့ဘူးအပယ်လေးပုံမရောက်တော့ပါဘဲနဲ့သုဂတိဘဝမှာနိဗ္ဗာန်စီတော့ပြန်ပြောပါဦးဘသူအဆုံးမှရှိသွားရင်မြတ်စွာဘုရားအဆုံးအမတရားအတိုင်းလိုက်နာကျင့်သုံးသောပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တဏ္ဍာထဲမှာဤစွမ်းအားကသုဂတိဘဝမှာဘယ်ကိုကျေးဇူးပြုမယ်သူတစ်ပါးကရော့ယူလဲလို့ပေးမှလားကျင့်ယူမှရမှလားကျင့်ဖို့အတွက်ကလည်းသိဖို့လိုတယ်နော်ကျင့်ဖို့အတွက်ဘာဖြစ်ဖို့လိုတယ်ဒါကြောင့်မလို့ကြီးတော်ချင်းမိုးဆရာတော်ဘုရားကြီးတို့မဟာစီဆရာတော်ဘုရားကြီးတို့တကယ်ရှေ့မှာစံပြအရှင်မြတ်ကြီးတွေအဲ့ဒီအရှင်မြတ်ကြီးများရဲ့အဆုံးအမတရားတော်တွေကိုဘုန်းကြီးတို့တရားဓမ္မတွေကယဟန်တော်ဘုန်းကြီးတို့ကပခုံးပြောင်းယူပြီးတဲ့တရားဓမ္မများကိုပန့်ပိုးခွင့်ပေးနေတယ်ဟုတ်တယ်လားဆရာတော်ဘုရားကြီးများတွေမရှိတော့ဘူးအဲ့ဒီနေရာမှာဘုန်းကြီးတို့ကမရောက်အောင်ကြိုးစားနေရဟုတ်တယ်လားအဲ့ဒီနေရာရောက်ပြီလို့ဆိုရင်တရားဓမ္မများအတွက်ကျေးဇူးများအောင်မပန့်ပိုးနေရဘူးလားအကူအညီပေးနေကြတာဟုတ်တယ်လားအဲ့တော့အကူအညီရသွားပြီဆိုရင်အမိကောင်းတဲ့သစ်ပင်ဒီမြင့်တယ်ဗျာအမိကောင်းတဲ့သစ်ပင်ဒီဘာဖြစ်တယ်အမိမရှိတဲ့သစ်ပင်ကပုတ်ကွာနေတယ်ကွင်းထဲမှာကြည့်ပါလားဟုတ်တယ်လားကွင်းထဲမှာလည်းကွင်းထဲမှာကြည့်အပင်လေးတွေပုတ်ကွာနေဘုန်းကြီးဒီနဲ့မတရားသွားလိုက်တာပြင်တောင်သွားလိုက်တော့အဲ့ဒီမှာဘုန်းကြီးတို့ဘုန်းကြီးမွေးဖွားဘုန်းကြီးရဲ့မွေးနေ့အထိမ်းအမှတ်ပြတည်ဆောက်နေတဲ့လောကမျိုးစီဘုန်းကြီးမွေးဖွားတဲ့ဒေသမှာလောကမျိုးဇီတော်ကြီးလိုင်ကိုထဲမှာသတင်းသုံးရင်ဗုဒ္ဓဝင်နော်ကိုတင်နိုင်လို့ပြီးဇနီးမောင်နှံကလူတဲ့အဲ့ဒါကိုသွားပြီးတော့လွတ်အပ်ထားလေးသွားပြီးတော့ကြည့်တဲ့အခါမှာလက်ဝဲလေရဘုန်းကြီးနှမ်းကြည့်တယ်လက်ကွင်းထဲမှာပေါက်နေအပင်လေးတချို့ပင်ကြီးကကွေကောက်ပြီးဖြစ်နေကွေကောက်တချို့ပူးနေတယ်အပင်ကြီးကတော့အလုံးကြီးတွေအပင်ကြီးကတော့အရင်ကြီးတုတ်နေတာပဲအဖျားချူးပြီးတော့မတက်နိုင်ဘူးဟုတ်လားအဲ့ဒါဘာမရှိလို့မီးမရှိလို့လေတိုက်တဲ့ဘာများတော့ဟိုကိုင်းဒီကိုင်းဟိုရိုင်းဒီရိုင်းဖြစ်နေတာဟုတ်တယ်လားလက်ဝဲလဲရမှာအပင်ကြီးကြည့်လိုက်ပြန်တော့ကျွန်းမီတွေကိုင်းမီတွေအပင်ကြီးတွေဖြောင်းပြီးတက်နေတာဘာရှိအဲ့ဒါလိုပဲလောကမှာတရားဆိုတဲ့ဥစ္စာသည်ဆရာကောင်းသမားကောင်းများရဲ့အဆုံးအမအမိကောင်းကောင်းရှိသွားမယ်ဆိုရင်အဲ့ဒီအမိကိုရယူပြီးတော့ဘာလို့ရမလဲနှလုံးသားအိမ်ပြီးဖွန့်ဖြိုးရမယ်ဓမ္မတတ္တိတိအထက်တန်းကိုရောက်သွားရမယ်ဆရာသမားကောင်းများရဲ့အဆုံးအမတရားတွေအမိမရဘူးဆိုရင်ကိုယ့်ဘာသာတော့ကျင့်ပါရဲ့ဒါပေမဲ့ဘယ်ရောက်နေမှဘာဖြစ်နေမှနေမသိဘာအသိမှမပေါ်လိမ့်မဲ့နဲ့ပြီးပြီးတော့လို့ရင်ခန္ဓာကိုယ်ဥနှောက်လေးပစ္စည်းပြီးတော့ယူသွတ်သွားနိုင်တယ်ခြောက်ခြားသွားနိုင်တယ်ဟုတ်တယ်လားအချိန်ကပိုးတာကုန်ပြီးတော့မောင်မောစောင်းမတက်ဆိုသလိုအချိန်တွေရစ်တွေလတွေနှက်နေတာကုံဆုံးပြီးတော့ဘာအသီးမှမရပါပဲနောက်ဆုံးမှ
နေမကောင်းဖြစ်လာတဲ့အချိန်ယောဂဝေဒနာကြီးဖြစ်လာတဲ့သိမင်းနဲ့ရင်ဆိုင်တဲ့အချိန်မှာပေါ်လာတဲ့ဝေဒနာကိုမတွန်းလှန်နိုင်ဘူးဝေဒနာကိုသီးမခံနိုင်တော့ပါပဲနဲ့အမေပါအဖေပါတစားစားနဲ့နှလုံးမသားရစိတ်တဲ့တည်လုံသွားမယ်ဆိုရင်ချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလားဘာဖြစ်လို့ဆင်းရဲတဲ့နေရာကိုသူရောက်သွားရတယ်လဲလို့မေးရင်အမိကောင်းမရခဲ့လို့ဟုတ်တယ်လားအေးစက်မှန်သောတရားတော်မြတ်ကိုနာယူမှတ်သားခွင့်မရဘူးဆိုရင်ကိုကလိုလားတာကဝိပဿနာဉာဏ်လိုလားနေတဲ့ဖြစ်ခဲ့တာကသမထအာယုံနဲ့နေခဲ့တယ်သမထအာယုံကိုပင်လင်ဝိပဿနာဉာဏ်ပဲမိညာပူညာရထားသလိုလိုဖြစ်နေလို့ရှိကဲလိုနဲ့အချိန်ကြီးကုန်သွားပြီကိုဖြစ်တော့ဘဝင်ကြီးမြင်ပြီးတော့မမျော်လင်းပဲလောကဓာတ်ကြီးတခုနဲ့ဒိုင်းကနေတိုက်ဆိုင်လာသည်ရှိတော့မြေပေါက်ကြီးငယ်မကြရဘူးလားမမျော်လင်းပဲယောဂဖြစ်လာပြီးသိမင်းနဲ့ရင်ဆိုင်လောက်တဲ့ယောဂကြီးနဲ့ရင်ဆိုင်လာပြီးဆိုရင်တုံလှုပ်လာတယ်ဆောက်ချမ်းလာတယ်ဝေဒနာကိုသီးမခံနိုင်ပဲရုံရင်ဆံကဖြစ်လာတယ်ဟောငါမှတရားအထုတ်ခဲ့တာဒီပြင်ပါလေငါဘာမှတရားမရှိပါလားငါမခံနိုင်တော့ပါလားချစ်ချင်းပဲနှလုံးမသားစိတ်တပွားပွားပေါ်ရင်နဲ့အဲ့ဒီချိန်မှာကံမနဲ့ပဲဂရိနိမိတ်ဝင်လာတတ်တယ်မကောင်းတဲ့အာယုံဒိုင်းကနေအာယုံနဲ့ကပ်မိပြီဆိုရင်အဲ့ဒီအကုသိုလ်ကံတတ္တိကချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလားဘသူကပုတ်ပလိုက်တယ်ကံကပို့လိုက်တာနော်နှလုံးမသားရဖြစ်ခဲ့တဲ့အကုသိုလ်နှလုံးမသားတဲ့ဒေါမနတာစိတ်ကဒေါသအကုသိုလ်ကံတတ္တိကအနိကဟောအစင်နကံကံတို့ကအဲ့ဒီချိန်မှာလာမကပ်ပါပဲနဲ့အာတနကံဇောကဂရတ္တကံနဲ့ပေါင်းပြီးတော့ချစ်ချင်းနဲ့အနိကပ်ပြီးတော့မကောင်းသောနေရာပို့သွားတတ်တယ်တာမန်လောကီကာမဝဒရကံဖြစ်တဲ့အာစင်နကံတွေကဒီချိန်မှာအကျိုးပေးမရပါပဲနဲ့ချစ်ချင်းအာတနကံဇောကကပ်ပြီးတော့နှလုံးမသားစိတ်ကြီးကပ်ပြီးတော့မကောင်းသောနေရာအကျိုးပေးသွားမယ်ဆိုရင်မနဲ့နာဘူးလားနဲ့နာပါပဲဗျာဒါကြောင့်တရားဓမ္မတို့ကိုရှစ်တတ်ပါစေပြင်ဆင်ထားပေးပါဟုတ်တယ်လားနှလုံးသားကိုဘယ်သူအဆုံးမနဲ့ပြင်ဆင်ထားရမလဲအေးနှလုံးသားကိုဘုရားရှင်အဆုံးမအာယုန်တို့ဖြင့်ပေါင်းစည်းထားမယ်ဘုရားရှင်ဆုံးမတရားတော်နှလုံးသွင်းဆင်ခြင်ပြီးခန္ဓာကိုယ်ထဲမှာအကဲကပ်ထားမယ်ဆိုရင်ဒီယုတ်ဒီနာဒီခန္ဓာ၅ပါးယုတ်နံဓမ္မသင်္ခါရတရားတို့ဒီပြည့်ပြီးပစ္စည်းတဲ့ဘာသက်စာဩခန္ဓာကိုယ်စက္ကမလအမြဲမပြတ်ဒရစပြည့်ပြီးပစ္စည်းနေပါပေါ့လားလို့အများတို့ထင်ရှားသောနေရာမှာညာနေတဲ့လှန်လို့ထောက်လို့ကြီးတိုင်းမှာအကြည့်ခံအာယုံကပြည့်ပြီးပစ္စည်းတဲ့ဒုက္ခသစ္စာလှမ်းလို့ညှက်ကိုင်းပြီးကြည့်နေတဲ့သဘောလေးကသူ့ဟာသူဖြစ်လိုက်သူ့ဟာသူပြည့်စည်တဲ့သဘောလက္ခဏာကိုလှမ်းလို့တစ်ခုချင်းတွေ့ချိနေတဲ့သဘောလေးကမေကသစ္စာဒုက္ခသစ္စာမှာမေကသစ္စာလို့တမျှချင်းတစ်ဖက်ချင်းမှတ်နေတဲ့အခါမှာငါဥစ္စာငါလိပါထင်ပါဦးမလားငါသဘောလားသူ့သဘောလားအတ္တလားအနတ္တလားဩခန္ဓာကိုယ်ကြီးဟာဘာတခုမှကိုယ်သဘောဆိုတာမဟုတ်ပါလားသူ့သဘောသူဆောင်ပြတဲ့ခန္ဓာကြီးပါလားဘာနဲ့ကိုယ်နဲ့မဆိုင်ပါပေါ့လားဩသူ့သဘောသူဆောင်နေဒါကြောင့်ဘုရားကအနတ္တတရားဆိုတာဩဒါကိုပြောတာကိုခန္ဓာတစ်ခုလုံးမှာမပေါ်ပါသေးနဲ့တောင်းလို့မြတ်တောင်းသလိုလိုတင်းသလိုလိုထုံသလိုလိုကျင်းသလိုလိုကြိုက်သလိုလိုခဲလာတော့အောင်သလိုလိုဟိုကတစ်မျိုးဖောက်ပြန်ဒီကတစ်မျိုးဖောက်ပြန်ဩကြည်စမ်းကိုကတော့ဒီလိုမပေါ်ခြင်းဘူးဒါပေမဲ့ခန္ဓာကိုယ်ကြီးကနှိစ္စပြနေပါပေါ်လားထားလို့မရအောင်ဖြစ်နေပြန်ပြီအိုးခါးဒီနာလိုက်တာခေါင်းဒီမူလိုက်တာဝမ်းဒီအောင်းလိုက်တာဒူးဒီနာလိုက်တာပေါ်လိုမှလှုပ်မရကိုင်းမရရွှေ့မရပြောင်းမရအားကလည်းမရှိတော့ဘူးကဲအဲ့ဒီချိန်မှာအာကိုးစီယာသာသမီမိသားစုဟောရလားစိန်ညုညာတိတက်ပါဇနီးမယားသမီးသားလင်သားသည်အာကိုးစရာဟုတ်ရဲ့လားအဲ့ဒီရှိမှအာကိုးစရာသည်ပါတယ်ဓမ္မဟုတ်တယ်လားမိမိတို့တသက်ဓမ္မလက်ကျင်ထားခဲ့တဲ့အသည့်တရားတော်မြတ်ကိုနာယူမှတ်သားပြီးလက်တွေကိုယ်တိုင်ကိုယ်ကြကျင့်ကြံပွားများအားထုတ်ထားခဲ့တဲ့အသည့်အဲ့ဒီဉာဏ်တတ္တိဆွမ်းအားလေးကလောကဓာတ်ကြီးမုံတိုင်းနဲ့ဒိုင်းနဲ့တိုက်ခတ်လာသည်ရှိသောပြုံလေးနဲ့သိပါတယ်လာဇန်နေဗလားရှေ့တူပြုံလေးနဲ့အဲ့ဒီသဘောလက္ခဏာကိုလှမ်းလို့ကြည့်နေရင်နဲ့အတိတွေဒီရှိမှမညာပူညာပေါ်သွားနေတယ်ဟုတ်တယ်လား
message ဖို့စိတ်ဒီအဲ့ဒီကြီးမှာကြပြီးတော့သုတသိကြကာနိခဏလေးမှာဒီဝေဒနာရဲ့လက္ခဏာလေးတွေကိုညံသွင်းပြီးတော့ကြည့်ရင်မဉ္ဇဉ်ဖုန်ညာပေါ်သွားမယ်ဆိုရင်မဉ္ဇဉ်ဖုန်ညာအာယုံနဲ့အဲ့ဒီကြီးမှာနေသွားတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာမချမ်းသာနေဘူးလားကဲချမ်းသာနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်စဉ်ထဲမှာချမ်းသာနေတဲ့ဆိုတာကဏ္ဍဖြစ်စဉ်ကိုတွေ့နေလို့နော်ဟိုအပြင်အာယုံကြောင့်ဝမ်းသာစရာစားစရာတောက်စရာတွေတွေ့လို့ချမ်းသာတာမဟုတ်ဘူးနော်ခန္ဓာဤခန္ဓာမှာထင်ရှားဆုံးဖြစ်နေတဲ့ရုပ်တတ်နံတတ်တို့ဤစက္ကမလဖြစ်ချင်းပြည့်ချင်းလက္ခဏာဓာတ်ကိုလှမ်းပြီးတော့တွေ့ထိနေခြင်းကြောင့်ချမ်းသာနေတယ်ချမ်းသာသောအာယုံတို့ဖြင့်လှမ်းပြီးတော့တွေ့ထိနေတယ်အဲ့ဒီတွေ့ထိနေစေခဏမှာဖြစ်တဲ့စိတ်စွမ်းအားသေးသည်ဘာနဲ့ပေါင်းစည်းတဲ့စွမ်းအားလဲလို့မြင်ရင်မက်စိတ်ဖို့စိတ်နဲ့တွဲပြီးနေတဲ့စွမ်းအားဖြစ်သောတာပတ္တိမက်နဲ့မက်စိတ်နဲ့တွဲနေတယ်ဟောသောတာပတ္တိဖို့စိတ်နဲ့တွဲနေတယ်အဲ့ဒီရှိမှာသောတာတဂရဂါမိမက်စိတ်နဲ့တွဲနေတယ်တဂရဂါမိဖို့စိတ်နဲ့တွဲနေတယ်အနာဂါမိမက်စိတ်ဖို့စိတ်အရဟတမက်စိတ်ဖို့စိတ်မက်၄ပါးဖို့၄ပါးတို့ဖြင့်အမြဲတမ်းကပ်ရောက်နေတယ်ညှက်ကိုင်းနေတယ်တတ္တိလေးကမက်၄ပါးဖို့၄ပါးနိဗ္ဗာန်ချမ်းသာကိုညှက်ကိုင်းနေတတ္တိလေးဖြစ်နေခြင်းကြောင့်အဲ့ဒီဖြစ်နေတဲ့အချိန်မှာဖြစ်တဲ့စွမ်းအားတို့ဒီတရားဓမ္မတို့ချမ်းသာမှလားဆင်းရဲမှလားဒါကြောင့်တရားဆိုတာကလက်တွေ့ကြင်ကြံပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာဖြစ်နေတာလူတူတယောက်ကလမ်းပြီးတော့ပေးလို့ရော့ယူလိုက်လို့ပေးလို့ဖြစ်တာမဟုတ်ဘူးအဲ့ဒီဝိဇ္ဇာနဲ့စရဏနဲ့ဝယ်တိလိုက်ကျင်းလိုက်ကျင်းလိုက်တိလိုက်ကျင်းလိုက်ဟောအသိဉာဏ်လေးကပေါ်လွင်နေပြီတဏှာဖြင့်ဟောဆရာသမားတွေအနိကလက်တွေ့ကိုယ်တိုင်ကိုယ်ကြကျင့်ကြံပွားများအားထုတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအားထုတ်တဲ့ပုဂ္ဂိုလ်ဒီအိမ်ကိုပြန်တဲ့အခါမှာဒီတရားလေးကိုပြန်ပြီးတော့နာဖြစ်ရမယ်ပြန်နှွေးနေရမယ်ဟုတ်တယ်လားတရားခွေလေးတွေကိုယူပြီးပြန်နှွေးတဲ့အခါမှာဒီချိန်မှာအားမရှိခဲ့ဘူးတိုးတော့စရဏဓာတ်တွေတော့ရသွားပြီဟောအိမ်လည်းရောက်ဒါလေးစိုက်ပြီးကလထိုင်ပေါ်မှာတော့လည်းကောက်ဘုရားခံမှာတော့လည်းကောက်အိမ်လျောင်းလို့တော့လည်းကောက်တဏှာလေးမှာညာလေးနဲ့စိုက်ပြီးခန္ဓာနဲ့တွဲလို့တွဲချင်းပြောခဲ့ပြီးနာကျင့်တာပေါ့နော်ခန္ဓာနဲ့တွဲပြီးနာတတ်သွားပြီအဲ့ဒီချိန်မှာဟောနာကတရားနာခန္ဓာညံလဲမဟုတ်ဆရာတော်ဘုရားကြီးရနာကဘာလို့ညံကနာကတရားနာခန္ဓာညံလဲပြီးတရားဟောတဲ့အတန်တက်ပေါ်ထဲမှာညံလေးနဲ့ကလူအကက်ကပ်ပြီးငြိအေးသောအာယုန်လေးတို့ပင်ခန္ဓာကိုချောချထားမယ်စိတ်ကိုချောချပြီးချမ်းသာသောအာယုန်လေးပဲအကက်ကပ်နေတဲ့အခါမှာအိုးမထိဘူးလားထိလားဟာတိုင်းညံထဲမှာထိတာအသိတွေလေအသိညာပွင့်ထွက်သွားသလိုအိုးမှန်လိုက်တာမှန်တဲ့ခန္ဓာကိုယ်ထဲမှာဖြစ်တဲ့တရားတွေပါလားငါခန္ဓာကိုယ်ထဲမှာဓာတ်တွေဖြစ်နေတာကိုလို့ရှင်ကနေလင်းကနေကွင်းကနေကွက်ကနေတွေးဆိုရင်အဲ့ဒီချိန်မှာယောဂီများတရားဓမ္မများရဲ့စွမ်းအားပြီးချမ်းသာနေမှာလားဆင်းရဲနေမှာလားအဲ့ဒီစွမ်းအားကဘယ်ကိုကျေးဇူးပြုလာမလဲတစ်ချိန်လေးမှာကွေးတော်လက်ကိုတဆန်းတော်လက်ကိုတကွေးအဲ့ဒီတရားမှတ်နေတရားနာမှတ်ရင်းနဲ့မဉ္ဇဉ်ပူညာကိုကျေးဇူးပြုသွားတယ်နားလိုက်ပြီနော်အဲ့ဒီတရားနာနေရင်းနဲ့ပင်နာနေနဲ့အိုးမှန်လိုက်တာလို့ခန္ဓာနဲ့ဉာဏ်နဲ့တွဲပြီးကြည့်နေရင်းနဲ့ပင်မဉ္ဇဉ်ပူညာကိုကျေးဇူးပြုသွားတတ်တယ်တရားဓမ္မတို့ရဲ့အရေးကြီးတာအလေးကျင့်များဖို့လို့တယ်နော်ဘာများဖို့လို့ပါလိအလေးကျင့်များတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာဗာဓာတ်တွေတိုးပွားလာမယ်ဓမ္မဓာတ်ဟုတ်တယ်လားဓမ္မစွမ်းအားလေးတွေဓမ္မဆိုတဲ့လောဘကြံတဲ့ဒေါသကြံတဲ့မောဟလေးတွေအားနေလာတဲ့အခါအာလောဘအာဒေါသအာမောဟဖြစ်ကိုယ်တဏ္ဍာထဲမှာအာလောဘဓာတ်တွေဖြစ်လာအာလောဘဆိုတာပြီးကံစွန့်ကျဲလို့တဲ့စိတ်ဥဒ္ဒချက်သေးတဲ့ဝင်မိမိစိတ်ထဲမှာသာသနာအကျင့်ပြုပရိယတ်ဒီသာနာတော်ကြီးအတွက်ပฏิပတ်ဒီသာနာတော်ကြီးအတွက်ပရိယဝန်ဆောင်ပฏิပတ်ဝန်ဆောင်ပုဂ္ဂိုလ်များရဲ့ပရိဝေဒအလုံးငါသာသနာ300အတွင်းအလုံးငါကြိုးစားတော်မူကြတဲ့အရှင်မြတ်တွေပါလားဆိုပြီးတော့အင်းရှိမှဆွန်လေးတွေရက်လမ်းမှာပဲစုံစည်းရဟောအချိန်နဲ့ကာလအားလျော်စွာဩတ္တချက်တဲ့တပွင့်လှမ်းပြီးတော့ပန့်ပိုးလိုက်တဲ့အချိန်မှာစိတ်ထဲမှာ
ပံပိုးလို့တဲ့စိတ်တွေကအမြဲတမ်းတဖွာဖွာပေါ်နေတယ်ဟုတ်တယ်လားတဖွာဖွာပေါ်နေတယ်အဲ့ဒီပေါ်ပေါ်လာတဲ့အချိန်မှဖြစ်တဲ့တတ္တိလေးတွေတတ္တိတို့သည်အာလောဘလို့ခေါ်ပါတယ်ဟုတ်တယ်လားအဲ့ဒါပြီးတော့အော်သတ္တဝါတွေချမ်းသာကြပါစေသတ္တဝါတွေချမ်းသာကြပါစေကျမ်းမာပါစေချမ်းသာပါစေကျမ်းမာချမ်းသာပါလိကျမ်းမာပါစေဆိုတာဗါတယ်လေ96ပါးယောဂဝေဒနာတွေကင်းပါစေချမ်းသာပါစေဆိုတာလောဘဒေါသမောဟတွေငြိမ်းပါစေဒီကရမတွေမေတ္တာကမ္မနာစီးဖြန့်ဖို့သင်ပေးထားတယ်နော်ကျမ်းမာပါစေဆိုတာဗါတယ်96ပါးယောဂဝေဒနာကင်းကြပါစေချမ်းသာပါစေဆိုတာလောဘဒေါသမောဟတွေငြိမ်းပါစေဟုတ်တယ်လားအဲ့ဒါလိုမေတ္တာဓာတ်ကလေးတို့ပြီးလှမ်းပြီးတော့ညှက်ကိုင်းတတ်မယ်ဆိုရင်အာဒေါသဖြစ်နေတယ်တူပေါ်မှာတူမနာလိုမုန်းတိတဲ့စိတ်ဒီအာဃာတတရားဒီမဖြစ်တော့ဘူးဖြစ်ပါဦးမလားဖြစ်ပါပါဗျာအဲ့ဒါလိုအာလောဘလည်းဖြစ်နေမြအာဒေါသဖြစ်တဲ့ပုဂ္ဂိုလ်မှာဉာဏ်ရှင်တတ်လာတယ်ဘာရှင်တတ်လာလဲဉာဏ်ရှိသွားတတ်လာတယ်ကုသိုလ်ပြုတိုင်းမှာဘာကရှိကရောက်လာလဲဒီနေ့ဓမ္မအလိုပြီးလို့ကြတဲ့ပုဂ္ဂိုလ်တွေပြီးတော့ဒီလေပိုင်းကဘုန်းကြီးများပရိက္ခရာစက္ကသိမ့်တိုင်းမင်္ဂလာပြုလုပ်တဲ့တရားဓမ္မတွေမိမိတို့တဏ္ဍာထဲမှာစိတ်ကလေးတွေဒီနေ့ဆိုရင်ဘုန်းကြီးများရဲ့909ကြိမ်မြောက်ပရိက္ခရာစက္ကသိမ့်တိုင်းမင်္ဂလာပြုခဲ့ကြပြီဖြစ်တယ်အဲ့ဒီတော့ဒီလိုစေနာလေးတွေပြုလုပ်တဲ့အခါမှာစိတ်စေနာလေးတွေကအလှလိုပြတ်ထမ်းပြီးတော့စိတ်တွေကြည်လင်နေတယ်မဟုတ်လားခါလေးဝါဆိုတရားစက္ကတဲ့ပုဂ္ဂိုလ်တွေလာပြီးတော့ဒါနာအကြည့်ပြီးလုပ်ငန်းလေးတွေကိုဥဒ္ဒချက်သဲတဝင်းတွေပံပိုးနေတဲ့အခါကာလမှာအဲ့ဒီချိန်မှာဖြစ်တဲ့စေနာဇောစိတ်ကလေးတို့ဒီနှလုံးသားထဲမှာမကြည်လင်နေဘူးလားကြည်လင်နေတဲ့အချိန်မှာဘာနဲ့တွဲလိုက်ရမှလိမ့်မည်ဉာဏ်ဘာနဲ့တွဲရမလဲဒီကုသိုလ်ဘယ်အကျိုးငါဘယ်အကျိုးကိုလိုလားလို့ဒီကုသိုလ်တွေပြုလုပ်ပါသလဲလို့ကိုယ်စစ်စစ်လိုက်ရှိတော့ခန္ဓာ၅ပါးကိုဉာဏ်နဲ့ထောက်လိုက်တဲ့အခါမှာဒီယုတ်တိနဲ့ဒီခန္ဓာ၅ပါးတို့ဒီချိန်မှများစွာဖြစ်ပြီးပစ္စည်းတွေလို့ပါသစ္စာကြီးဩမိမိခန္ဓာကိုဒုက္ခသစ္စာဆိုရင်ခံလာတဲ့နှိစ္စတဲ့ပုဂ္ဂိုလ်တွေမှန်နေများတယ်ပါသစ္စာတို့အတူတူပဲပေါ့ဟုတ်တယ်လားခန္ဓာရသူတဲ့ဇာတိရလာတဲ့ပုဂ္ဂိုလ်တိုင်းဒီဘာကိုရတာဇာတိနောက်ွယ်မှာဇရာဗျာတိမရဏမလာဘူးလားတန်းစီလာတယ်နော်မိတ်ဆွေလားရန်သူတွေလားဒီနေ့ဘုန်းကြီးတို့မနေ့ကဒီချိန်မှာ7 နာရီခွဲချိန်7 နာရီခွဲလောက်မှာဘုန်းကြီးလက်တပံဟာရှင်းချင်းလေးဖြတ်သွားမဲ့အပုံစံဖြစ်သွားချတာအတင်းဦးစင်းလေးကွယ်အတင်းလေးငါဒီချိန်မှာဖြတ်သွားရင်လုပ်ငန်းတွေရပ်သွားမယ်ဆိုပြီးတော့ဦးစင်းတို့ကဖုန်းနဲ့နန်းကောဦးစင်းလာစမ်းလာတကယ်လို့များမနေ့ကများလေရပ်တော့လေဖြတ်သွားမယ်ဆိုရင်ဟောဒီပြိတ္တများနဲ့တွေ့ခွင့်ရပါဦးမလားမရတော့ဘူးကုသကံရှိနေသေးတယ်ဟုတ်တယ်လားပါရမီတူပါရမီတူဖြည့်ဖို့ကံနေရှိနေကြသေးတယ်သို့တော့ဘယ်အနည်းဘယ်ချိန်မှာကံကုန်သွားမယ်ဆိုပြောလို့ရပါမလားမရပါဘူးဗျာဒီနေ့ကုသကံရှိနေသေးတယ်ဘုန်းကြီးတို့ကလည်းတရားဓမ္မတွေတရားဟောမယ်ကုသကံရှိနေသေးတယ်တရားဓမ္မတွေကလည်းကုသကောင်းမှုတရားတွေပြုဖို့ရှိနေသေးတယ်သို့တော့ဒီကုသကံလေးတွေကတစ်သက်လုံးဒီတိုင်းသွားနေလိမ့်မယ်မဟုတ်ဘူးနော်ယုံနာအစဉ်တို့သည်ဒီကနေ့ရွှေမနေ့ပြင်ငွေဖြစ်ခြင်းဖြစ်မယ်ဟုတ်တယ်လားဒီနေ့ကျမ်းမာနေသေးတဲ့မနေ့ပြင်ဘာဖြစ်တာမပြောနိုင်ဘူးပြောလို့ရပါမလားခန္ဓာတို့မြည်ဒီမှာအတ္တလားအနတ္တလားဘုရားကဒီယုတ်ဒီနာဒီခန္ဓာ၅ပါးကိုတပ္ပေသင်္ခါရအနိစ္စတပ္ပေသင်္ခါရဒုက္ခတပ္ပေဓမ္မအနတ္တဒီယုတ်ဒီနာဒီခန္ဓာ၅ပါးမှန်တယ်မြဲသလားမမြဲဘူးလားမြဲပါဘူးဗျာသပင်စံချောင်းလေးကစမြဲမြံခြင်းမရှိဘူးသူတော်ကောင်းလို့ရဟုတ်တယ်လားသပင်စံချောင်းလေးကတကူလုံးမှာချမ်းသာသောနေရာများရှိသလားရှိပါဘူးဗျာဘာနဲ့ထောက်ကြည့်ရင်ဉာဏ်မျက်လုံးနဲ့ခန္ဓာကိုယ်ကြီးကိုထောက်ပဲကက်ခက်ပဲကြည့်ပြီးရှိတော့ခန္ဓာကိုယ်ကြီးကဟိုကဖောက်ပြန်ဒီကဖောက်ပြန်တာလေးကိုတွေ့ရတော့ဩချမ်းသာခြင်းဆိုတာ
ဘာတခုမှမရှိပါလားတို့ကအပြင်အဝိဇ္ဇာတဏှာအာယုန်လေးနဲ့ကပ်နေခြင်းကြောင့်လောကကြီးချမ်းသာလို့ထင်နေရတာလက်ဆက်တော့ဝိဇ္ဇာဉာဏ်လေးနဲ့ကပ်ပြီးတော့ဝိဇ္ဇာမျက်လုံးအရိယာမျက်လုံးဘုရားပြည့်တဲ့ဝိပဿနာမျက်လုံးနဲ့တက်ကြည့်သည်ရှိတော်ခန္ဓာကိုယ်ကြီးဘယ်တစ်ချိန်မှချမ်းသာခြင်းမရှိပါလားလို့မတွေ့လာရဘူးလားကြည်တတ်သောပုဂ္ဂိုလ်တွေ့မယ်နော်မကြည်တတ်ရင်မတွေ့ဘူးနော်ဘာနဲ့ကြည်မှတွေ့မယ်ကံမျက်လုံးလားဉာဏ်မျက်လုံးလားဒါဘုရားကဝိဇ္ဇာဥဒ္ဒပါတိပြောတယ်ပညာဩဒ္ဒဥဒ္ဒပါတိပြောတယ်အလောကောဥဒ္ဒပါတိလို့ပြောတယ်ဟုတ်တယ်လားဉာဏ်မျက်လုံးနဲ့ခန္ဓာကိုယ်ပေါက်ထွင်းပြီးတော့ဓမ္မအလင်းနဲ့မပေါ်ပေါ်အောင်ရှင်းကြံပွားများအားထုတ်မယ်ဆိုရင်ဒုက္ခအဆုံးကိုမယုံထွက်နိုင်ဘူးလားဒီခန္ဓာ၅ပါးကိုဘာသစ္စာမြင်မယ်ဘာသစ္စာနဲ့ကြည်နေလို့ဘာသစ္စာကိုပယ်လာမယ်ဘာသစ္စာတို့ဆိုင်မယ်အလိုလျောက်ဘွားနေပေါ်လာတာလို့မဟုတ်ဘူးနော်ကျင်းနေရင်းနဲ့ကျေးဇူးပြုသွားလိမ့်မယ်ဓမ္မကကျေးဇူးပြုသွားလိမ့်မယ်ဟုတ်တယ်လားအဲ့တော့ဓမ္မတတ္တိလေးတွေမိမိစိတ်စဉ်ထဲမှာဖြစ်ခွင့်ရလာမယ်ဆိုရင်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မိသည့်ပုဂ္ဂိုလ်မဆိုဆင်းရဲမှလားချမ်းသာမှလားချမ်းသာရချမ်းသာစွာနေသောပုဂ္ဂိုလ်ချမ်းသာခြင်းအာယုန်တို့ဖြင့်နေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာစွန်အားတို့သည်ဘာစွန်အားဖြစ်လာမယ်မဲ့စွန်အားဟိုစွန်အားဖြစ်လာမှာမညာပညာနိဗ္ဗာန်ချမ်းသာကိုကျေးဇူးပြုမဲ့စွန်အားလေးတွေများများဖြစ်ဖို့မလိုဘူးလားအဲကြောင့်မလို့ဒုတော်ကောင်းများတဏ္ဍာမညာပညာနိဗ္ဗာန်စွန်အားလေးတွေပေါ်လွင်လာအောင်ကျင့်ကြံပွားများအားထုတ်နိုင်ကြပါသည်ကျင့်ကြံပွားများအားထုတ်စေဖြစ်သောဝိပဿနာဉာဏ်သည်မဉဏ်ကိုကျေးဇူးပြု၍နိဗ္ဗာန်ချမ်းသာသောချမ်းသာမြတ်ကြီးကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ကောင်းစွာမသွေဆိုက်ရောက်နိုင်ကြပါစေကုန်သတည်းတလောကလုံးကိုမေတ္တာဖြန့်ဝေကြမယ်အထေယမှာမြောင်တရဝါရှမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေအောက်အယမညာသရဝါရှမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေနန္ဒာစကြာဝဠာမြာသရဝါရှမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေတရားဟောတရားနာမြာသရဝါရှမ်းသာကိုစိတ်ငြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလက်ငင်းချမ်းသာကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာကြမ်းမာကြပါစေကိုယ်စိတ်နှပြဘေးရန်ကွာရှမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမှုအပူကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြင့်အေးချမ်းကြပါစေကံဒီနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေဒုမေတ္တာစွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာစွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရာညာပေါင်းညာကြောင့်အမတ္တခေမံဤနိဗ္ဗာန်ကို
ဤကံထုတ်လျှောက်ရောက်စေသောယနေ့ယခုအောင်ထုတ်သမျှမြတ်ဘာကကိုမိဘဆေယာမျိုးသားနှင့်ကိုမာစောင့်ကြကိုဆောင်နကအရင်စား၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝေနေရတို့ရကြပါစေပေငါဝေသည်ညာတွေသာလူဟောစေသောကုသိုလ်မြေယူတော်မူကြပါလုံးလုံးအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်ဟုတ်တော်အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအလုံးကိုကြမ်းမလို့စိတ်ချမ်းသာကသူတော်ကောင်းတရားတွေတိုးတက်ပြီးကိုယ်စီကိုယ်ကမျက်မှောက်ပြုလွယ်နိုင်ကြပါစေ။မနေ့ဖြင့်ကြာမနေ့ဖြင့်6 နာရီမှစပြီးတော့တရားထိုင်ခြင်းတရားအထုတ်ခြင်းအမှုကိုပြုလို့ကြမယ်နော်။